အားလုံးပဲမင်္ဂလာပါအခုကတော့ဂျွန်းဝါသွားတော့ပါမယ်သမီးတို့ အားလုံးပဲမင်္ဂလာပါဒီနေ့ရတော်လေးကို dream wall လိုက်ပို့တာပေါ့နော်အဲ့ဒါ dream wall ထဲမှာဘာရှိမလဲဆိုတာသွားပြီးတော့တူလိုက်ပြီးကြည့်ကြပါအောင်နော် ဝင်တော့ပါမယ် ကဲအားစင်တော့ မလေးကြည့်ရောမှာမဲ အကုန် ကြည့် သွားနိုင်ရဲ့လားတနေ့လုံးညနေထိသွားရမှာနော်ညနေထိသွားရမှာနော်ကဲအားဆိုစမယ် လောက်ကရှိရလောက်က ဒါ လေး ပေမဲ့အဲ့လိုပစ္စည်းထဲကြမေတော့ဘာမှမရှိဘူးတော့အေးဆေးပဲလေ တော့ နော် မယ်တော့ သွားမယ် ခုကတော့အရင်သွားမယ့်နေရာကလိုက်ရှာလိုက်အောင်မယ်နော် ဒါအခုပထမဆုံးစဝင်လိုက်တယ်ဆိုလို့ရှိရင်အရင်ဆုံးတွေ့ရတာ dream wall နော် ဂျွန်းဝါတဲ့ရိတ်တယ်တော့မယ် ကဲလိုက်ပတ်ကြည့်မယ် ကြည့်လာ ဟိုဘက်ကိုအရင်သွားကြည့်မယ် ဟေးဟောကြည့်လာ ဒါ pyramid ပုံစံလေးလောက်ထား အမတဲ့ မလေး ပုံစံလေးလောက်တာပါ ဟုတ်ပါတယ် ဟဲ့ အဲ့လိုဓာတ်ပုံတွေလိုက်ရိုက်တာပေါ့နော်ပြီးလို့ရှိရင်သူတို့ကအဲ့ဒါကိုပုံထုတ်ထားမှာထုတ်ထားပြီးထိတ်မှာရအောင်မှာသူကထွက်လို့ရှိရင်ဒီမှာဒါလေးကဓာတ်ပုံရိုက်လို့နေကြားတယ် ဟောဒီနေရာလေးကိုသွားကြည့်အောင်မလား အဲ့လိုမျိုးနေရာလှလှလေးအများကြီးရှိတယ်ဓာတ်ပုံရိုက်လို့ရတယ် ဒီမှာခဏ ထိုင်ကြည့်အောင်မလား example လေးထိုင်ကြည့်အောင်ပါမယ်ဒါတည့်ရတဲ့နဲ့ဒါမှရပါ ထိုင်လိုက်မယ် သမီးတို့ကဒီဟာလေးက Valentine Day ကပြီးပြီဒါမှအလားတက်ပေါ့ ဟုတ်တယ်ဓာတ်ပုံရိုက်မယ် အိုးကတ်တယ်ဖြစ်သွားပြီ ရှန်ကိုမီ ဝေး Superman လောက်ကြည့် မေစူပါဝမန်လောက်လိုက်အောင်မယ်သမီးလည်းလောက်လို့ရသမီးရင်လောက်လာတယ်အဲ့တဲ့ Superwoman မဟုတ် Superman အဲကြောက်တယ် ညနာလေးကိုတင်တာ အာအဲ အမဟိုတခိုးဖမ်းလာတာ ဟုတ်တယ်အဲ့လေရေချိုးနေအော်တက်တာပါเย้နိုင်ပြီဟာဟာဟာရှောင်းပြီ သူရှောင်းသွားပြီမင်းတို့နိုင်